မြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောကြားဆုံးမပြီးတတိပေးတာရှိတယ်စရန္တိဘာလာဒုံမေတာမစင်စားတတ်တဲ့အသိပညာမရှိတဲ့ပုဂ္ဂိုလ်ဒုံမေတာလို့ခေါ်ဒုံမေတာစဉ်းစားဉာဏ်လုံးဝမရှိတဲ့ဘာလာမယူရဲတွေဟာအသိပညာလုံးဝကိမဲ့တဲ့မယူရဲတွေဟာဘာလို့တော့အမိတ်တေနေဝအတ္တနာမိမိကိုယ်တိုင်မိမိရဲ့ယန္တုဖြစ်ပြီးတော့စရန္တိဘဝမှာသွာလာနေထိုင်ကြတယ်တခြားယန္တုမဟုတ်ဘူးကိုယ့်အကိုပဲဖြည့်ဆည်းနေကြတမ္မောတန်ဖြတ်တန်ကြီးတဲ့တန်ကြီးတဲ့တန်ကိုဖြတ်ဆိုတာတန်ကြီးကတန်ကိုဖြတ်တယ်လို့ပဲထိုပုဂ္ဂိုလ်တွေကကိုယ့်ရဲ့လောက်ရကကိုယ့်ကိုဖြည့်ဆည်းနေတယ်မိမိကိုယ်တိုင်သိတာလည်းမိမိယန္တုဖြစ်တယ်ကရွန်တာပါပကံကမ္မံယံဟောတိကတုကဖလအကျိုးပေးလို့ရှိရင်အလွန်ခံရခက်တဲ့ဆိုးကျိုးကိုပေးတတ်တဲ့အောက်တန်းကြတဲ့အလုပ်တွေကိုလုပ်နေတယ်အောက်တန်းကြတဲ့အလုပ်တွေမကောင်းတဲ့အလုပ်တွေလုပ်ခြင်းအဖြစ်ထိုလုပ်ရကြောင်းဆိုးကျိုးတွေကတနေ့ကိုယ်စီရောက်လာကိုမရောက်စေခြင်းမှုဆိုတဲ့ဆိုးကျိုးတွေကိုမရောက်ဝိစေဝါဆွဲနေတဲ့ပုဂ္ဂိုလ်တယောက်ဒီဝိစေဝါရဲ့ဆိုးကျိုးကိုခံရမှာဖြစ်တယ်မရောက်စေခြင်းနဲ့ဆင်းရဲဒုက္ခတွေကိုယ်စီရောက်လာမှာပဲဖြစ်တယ်ပေါ့အဲ့ဒါမိမိကိုယ်တိုင်ကမိမိရဲ့ယန္တုဖြစ်တယ်တခြားယန္တုမဟုတ်ဘူးဒါကိုရသော်ဘုရားတတိပေးပြီးတော့ဟောကြားတာပဲဖြစ်တယ်အဲ့တော့ဒီဘက်ကဒေသနာတော်ကိုကြည့်မယ်ဆိုရင်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ကောင်းတာတွေလုပ်နေသည့်အတွက်ကြောင့်မိမိကိုယ်တိုင်ကမိမိရဲ့မိတ်ဆွေဖြစ်ပြီးတော့ကောင်းကျိုးချမ်းသာတွေရပြီးကြီးပွားနေကြတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့ကိုယ့်ကိုမိတ်ဆွေလားကိုယ့်ရဲ့မိတ်ဆွေလားကိုယ့်ရဲ့ယန္တုလားဆိုတာအများအားဆင်ခြင်သုံးသပ်ကြည့်ရယန္တုနဲ့မိတ်ဆွေဆိုတာကောင်းကျိုးပေးလို့ရှိရင်ယန္တုမိတ်ဆွေဆိုးကျိုးဖြစ်ပေါ်စေရင်ယန္တုကိုယ်တဏ္ဍမှာမကောင်းတဲ့အကျိုးတွေဖြစ်စေသည်များယန္တုကလှုပ်ထတာဖြစ်တယ်ပေါ့ကောင်းကျိုးချမ်းသာတွေဖြစ်လာသည်များမိတ်ဆွေရဲ့အကူအညီသာဖြစ်တယ်ပေါ့ဒါကြောင့်မို့ကိုယ်တဏ္ဍမှာမကောင်းကျိုးတွေဖြစ်ပေါ်လာနေပြီဆိုလို့ရှိရင်ငါဟာငါရဲ့ယန္တုဖြစ်နေပြီလို့ကိုယ့်ကိုစဉ်းစားခြင်းကိုယ့်ကိုဖြစ်စီတယ်ဆိုတဲ့လောက်ရတွေဟာဘာတွေနဲ့ဥပမာတူတော့ဆိုရင်ဝါပွင့်နေဝါပင်ကိုသိစေတယ်ကျူပွင့်ကကျူပင်နေပွင့်ရင်ကျူပင်သေးတယ်ပေပင်ကအသီးသီးလို့ရှိရင်ပေပင်သေးတယ်ငပြောပင်ကငပြောသီးသည်ငပြောပင်ကိုတတ်တယ်ဒီလိုဆိုလို့ဖလံဝေကတလေဟန်တုဟန်တိဖလံဝေလုံဖလံနလံအသီးကငပြောပင်ကိုတတ်တယ်အသီးကဝါပင်ကျူပင်ကိုတတ်တယ်ဟောမကောင်းတဲ့လုပ်ရမကောင်းတဲ့စိတ်ဓာတ်ကထိုမကောင်းတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ကိုဖျက်ဆီးတယ်လို့ဒီလိုဆိုလိုတယ်ပေါ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေမှတ်တမဲ့မနေကြရဘူးဘဝရလာတဲ့အခါမှာအသိဉာဏ်ကိုသုံးချရမယ်အသုံးချပြီးငါသည်ငါကိုယ်တိုင်ငါရဲ့ယန္တုမဖြစ်အောင်နေရမယ်ငါသည်ငါရဲ့မိတ်ဆွေရင်းချတာဖြစ်ရမယ်လို့ဒီလိုနှလုံးသွင်းဆင်ခြင်မှုလိုအပ်တယ်ပေါ့